Hello ဒီနေ့ဘေလာနေအတစ်တစ်ထွက်ထားတဲ့ fiction form လေးတွေကိုရည်ပြမှာပါအစားဘယ်လိုဘူးလဲဆိုရင်တိချာမသိဘူးเนาะဖွင့်လိုက်တော့သူက3ဘူးပါပါတယ်3မျိုးအတစ်ထွက်ထားတာပေါ့เนาะအဲ့မှာအယောင်လေးကလည်းချစ်စရာလေးဖြစ်တဲ့အပြင်တစ်ခုနဲ့တစ်ခုအာနီးတင်နေရလည်းမတူပါဘူး Vitamin C Bright ရယ် White No More ရယ် Sakura Glow ရယ်ဆိုပြီးတော့3မျိုးရှိပါတယ်ဒီကတီးဆုံးမှာအစီပြန်တဲ့တူမို့ဒါကြောင့် white no more လိမ်မော်လေးတွေတိချီလာပါတယ်သူကမျက်နှာပေါ်ကအစီပိုတွေကိုလည်းထိန်းညှိပေးပြီးတော့ချွေးပေါက်ထဲကအညစ်အကြေးတွေကိုလည်းတန့်စင်ပေးပါတယ်အစီထိန်းတဲ့မျက်နှာတိစေးဆိုရင်တစ်ပြီးချောက်ကက်ကက်ကြီးဖြစ်တယ်ပေါ့နော်သူကလူမဖြစ်ပေနဲ့နူးနူးညံ့ညံ့အီလေးဖြစ်နေပါတယ်လိမ်မော်လေးပြီးတော့ခုပန်းရောင်လေးနဲ့အစိမ်းရောင်လေးပေါ့နော်ပန်းရောင်လေးရဲ့အနက်လေးက Sakura Glow လို့ပြောသလိုပဲပန်းအနက်လေးကလုံးဝမွေးနေရပဲအစိမ်းလေးကကြတော့ vitamin C ပါတာကြောင့်အသားရောင်မငင်းညာတွေကိုတက်တာစေပြီးတော့အမဲဆက်တွေကိုလည်းတက်တာစေပါတယ်။ပန်းရောင်လေးရဲ့အနိတင်ကတော့ရေတက်ဖြည့်ပြီးတော့အသားလေးကို glow စေပါတယ်။ post skin နဲ့အဆင်ပြေမလေးတွေကိုရွေးဝယ်လို့ရပါတယ်။ဗီဒီယိုလေးကိုကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။ Bye bye